အားလုံးပဲမင်္ဂလာပါများစวัสดีครับ Visit Knowledge Share ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီခေါက်မှာတော့ကျွန်တော် VI နဲ့ Video Editing လုပ်နေဆိုပြီးသင်ပေးခဲ့တာ episode 2ကိုရောက်ပြီပေါ့နော်ဆိုတော့ဒီတစ်ခါကိုကျွန်တော် Video Editing ကိုတော့တေချာစနစ်တကျကိုတော့ပြောပြမယ်သို့ပေမဲ့ဒီထဲမှာပါတဲ့အကြောင်းအရာတွေကိုရှင်းပြတဲ့နေရာမှာအများကြီးလို့သိရမို့လို့ကျွန်တော်ဝင်လိုက်တာနဲ့မြင်ရတဲ့ feature တွေအကြောင်းကိုအရင်ဆုံးရှင်းပြတယ်ပေါ့နော်ဆိုတော့ဒီ episode 2မှာဘာတွေပါလဲဘာတွေလောက်တက်သွားမယ်ဆိုရင်ကျွန်တော်တချင်းထဲတက်သွားမယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီ video ဖြတ်တာတွေပါတွေလည်းလောက်တက်သွားမယ်ပြီးရင်ကျွန်တော်တို့ video တစ်ပုဒ်ကို export ထုတ်တဲ့နေရာမှာပဲကျွန်တော်တို့ video လုံးဝအကြီးဖြစ်ရှင်နဲ့လုံးဝ 4K ထိရရဗျာဒီ software ကအရန်ကိုကောင်းပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော် free သုံးလို့ရတာတွေအရန်များတယ်ပေါ့နော်ကျွန်တော်တို့အရင်တုန်းကကျွန်တော်ကတ်နဲ့ video editing လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ pro feature တွေအရန်များတယ်ပတ်စံပေးပြီးသုံးရတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့ text title တွေပါထည့်တဲ့နေရာမှာလဲကျွန်တော်တို့ကဒီစာတန်းတွေပါထည့်တဲ့နေရာမှာလုံးဝကိုမြန်မာ fault တွေပါဘာမှလိုက်ပြောင်းစရာမလိုပေါ့နော်မြန်မာစာအရန်မှန်တယ်အဲ့ဒါကိုကျွန်တော်ကြိုက်တယ်ပေါ့နော်ဒီ VI software ထဲမှာပါတဲ့ feature တွေရဲ့အလုပ်လုပ်ပုံရဲ့ဒီ system တွေရဲ့ပြီးရင်သုံးရတဲ့ဒီ feature တွေအကုန်လုံးကလည်း free တွေအများကြီးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အများကြီးသုံးလို့ရတဲ့အတွက်ဒီဟာကိုကျွန်တော် recommend ပေးတာပါဆိုတော့ဒီဟာကိုလည်းကျွန်တော်ဆက်ပြပါမယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကတ်နဲ့သင်ပြပေးခဲ့တာတချို့ကျတော့ use မဖြစ်ဘူးပေါ့နော်video editing ကိုအအစအဆုံးသင်ပေးပါပါကျွန်တော်သင်ထားခဲ့ပြီးပါပြီကတ်မှာတိုးပြင်မဲ့ကတ် software နဲ့ကျတော့တုံးတက်တဲ့သူကျတော့အဆင်ပြေရပေါ့နော်သုံးလို့ use မဖြစ်တဲ့လူတွေဆိုရင်တော့ဒါကလုံးဝကိုအများကြီးလေ့လာနေရမယ်အဲ့တော့ကျွန်တော်ကနောက်ထပ်တစ်ခုအနေနဲ့ video editing ကိုစိတ်ဝင်စားတယ်ဆိုရင်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီ VI video editing ဆက်နေနဲ့မိတ်ဆက်ပေးရင်လည်းဒီ software ထဲမှာပါတဲ့ feature တွေရဲ့အလုပ်လုပ်ပုံနဲ့ပြီးရင်ဒီ feature ထဲမှာဘယ်လိုအသုံးဝင်လဲဘယ်ဟာတွေက free ရလဲဘယ်ဟာတွေက free မရဘူးလဲပြီးရင်ဘာတွေကပို့ပြီးသုံးလို့ကောင်းလဲဆိုတာကိုနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်အစဆုံးရှင်းပြမယ်တစ်ပိုင်းကြီးကျွန်တော်ကတင်သွားပေးတာမဟုတ်လို့ဒီအပတ်ကတော့ကျွန်တော် VI နဲ့ video editing လုပ်ပြီး episode 2ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုအစအဆုံးကြည့်သွားပေးပါလို့တောင်းဆိုချင်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကအရင်ကကျွန်တော် download ဆွဲထားတဲ့ VI software ထဲဝင်မယ်ဆိုတော့โอเคသူ့မှာကြတော့ကျွန်တော်ဒီမှာအပေါင်းလေးရှိရပေါ့နော်ဒီအောက်ဆုံးကဒီအပေါင်းလေးကိုနှိပ်ပြီးတော့မှကျွန်တော် new project ပေါ်တယ်ပေါ့နော်ဆိုတော့အဲ့ new project ထဲဝင်မယ် video တစ်ပုဒ်ဖန်တီးဖို့အဲ့တော့ကျွန်တော်ဘယ် video လုပ်ပြမယ်ဆိုဥပမာဒီ video လုပ်ပြမယ်ဗျာโอเคဒါကိုကျွန်တော်နည်းနည်းအတန်ပါမယ်ဆိုလို့တန်နည်းနည်းဖြောက်လိုက်မယ်အဲ့တော့ဒီအောက်မှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုရဲ့ video ကိုဒါကကျွန်တော်ရဲ့ဒီမှာ record လုပ်နေတာဆိုတော့ဒီအတန်နဲ့ထပ်နေမှာဆိုလို့ပါအဲ့တော့ကျွန်တော်အတန်တစ်ချက်တိုးလိုက်မယ်နော်ဒီမှာအခု screen ရိုက်ပြီးတော့ပြနေတဲ့နေရာမှာကျွန်တော်စကားပြောတဲ့နေရာမှာဒီမှာ record လုပ်ထားတာဖြစ်တဲ့အတွက်စကားပြောတဲ့နေရာမှာဒီ music တိုင်ကျဲနေမှာဆိုလို့ပေါ့နော်အခုလုပ်နေတော့ okay အဲ့တော့ဒီဟာကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်ကျွန်တော်ပြီးခဲ့တဲ့ပုတ်ကတော့ကျွန်တော်မရှင်းပြသေးဘူးဒီပုတ်မှာကျွန်တော်ရှင်းပြမယ်ဒီအပေါ်ဆုံးက text to as music ဆိုတာကဒါကိုတစ်ချက်နှိပ်လိုက်ရင်ဒီမှာဆိုလို့ music ပုံလေးနဲ့အဲ့တော့ဒီ music ထဲဝင်လိုက်လို့ရှိရင်ဒီထဲမှာဆိုရင်ဒီဘက်ဆိုတော့ music ကြတော့ကျွန်တော်တို့ရဲ့ဒီသူ့ထဲမှာပါတဲ့ original music တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကြိုက်ရရွေးဒါကကိုက download မဆွဲရသေးလို့ပေါ့နော်ဆိုတော့ဒါကျွန်တော်ပြမယ်နမူနာဒီဘေးမှာသူဆွဲနေပြီဒါသူ့ရဲ့အတန်ပါဒါသူ့ရဲ့အတန်ပါနော်โอเคအဲ့ဒါကိုယူမယ်ဆိုရင်ဒီအောက်က S လေးကိုယူလိုက်ယူပြီးတော့ကျွန်တော်ဒီမှာအမှတ်ချက်လေးပေးလိုက်ရင်ဒီထဲမှာပါသွားပြီပေါ့နော်သူရဲ့ music ကပါလာပြီဆိုတော့ဒါကျွန်တော်အတန်လုံးနဲ့ဆိုလို့တခါဒါ music ထည့်တာကိုပြတာနော်โอเค music ကိုမလို့ချင်းဖြတ်မယ်ဒီမှာဖြတ်လိုက်မယ်အဲ့တော့ဒီဘက်မှာကြတော့ဒါကကြတော့ sound effect ပေါ့နော်ဒီ sound effect ကြတော့ကျွန်တော်ရဲ့ဒီ sound effect တွေကြတော့ကျွန်တော်ဒီမှာတယ်လီဖုန်းအတန်တွေပေါ့နော်ဒီမှာကင်မရာရိုက်တဲ့အတန်တွေ gain ဆော့တဲ့အတန်မျိုးတွေကိုကြတော့ဒီဘက်ထဲမှာယူထည့်တာမျိုးပေါ့နော်ဆိုတော့ဒါဒီ music ထဲမှာပါတဲ့ sound effect ရှိမယ် music ရှိမယ်ဒီဘက်ကျတော့ recording လုပ်တာပါကိုလုံးနေတဲ့ video ကိုကျွန်တော် play နှိပ်ပြီးဒီမှာအတန်ဖမ်းထားတာမျိုးပေါ့နော်ကိုပြောချင်တဲ့အကြောင်းအရာတွေကိုထည့်ပြောတာကြံခဲ့တဲ့အကြောင်းအရာတွေဒီထဲမှာထည့်ပြောပေါ့နော်ဒါ recording ထည့်တာပါဆိုတော့ဒါ record လုပ်တာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကနောက်ထပ်ဒုတိယအကြောင်းပြန်ကြည့်မယ်ဒီဒုတိယအကြောင်းမှာကျတော့ဒီ subtitle ပေါ့နော်ဒီ subtitle ကြတော့ကျွန်တော်တို့ဒီစာတန်းတွေပါထည့်တာပေါ့နော်ဆိုတော့
ဒုတိယအကြောင်းနဲ့အောင်နှိပ်ပြမယ်အဲ့တော့ဒီမှာဆိုရင်တိုက်တယ်တွေပါထည့်မယ်ပေါ့နော်တိုက်တယ်မှာကျွန်တော်တို့ကဒီမှာကို font design တွေရွေးရှင်းလဲရွေးလို့ရရပါတော့ဥပမာကျွန်တော်ဒါကိုရွေးပြမယ်ဒါဆိုရင်သူ original play သွားနေမယ်ပုံစံလေးပေါ့နော်ဒီမှာဒါသူ့ရဲ့ပုံစံပေါ့နော် animation လေးပြောင်းနေမယ်ဒါသူ့ရဲ့ဒီစာတန်းထည့်တဲ့နေရာမှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကအဲ့မှာကိုလိုချင်တဲ့ design ပေါ့နော်စာတန်းတွေကအဲ့မှာကိုလိုချင်တဲ့ပုံစံဥပမာဒါဆိုလက်ဒါကိုယူဥပမာအဲ့ဒါကိုကျွန်တော်သူ့စာမထည့်ဘူးကျွန်တော်ရေးမယ်ပေါ့ဥပမာဒီထဲမှာတစ်ခုကောင်းတာကမြန်မာလိုရေးထည့်လို့ရတယ်ကျွန်တော်တို့ကတ်မှာဆိုရင်မြန်မာဖောက်ရေးပိုင်းမမှန်တာပဲဖြစ်တယ်ပေါ့နော်ဒီမှာကျတော့အဲ့လိုမရှိဘူးအဲ့တော့ကျွန်တော်ဒီမှာအကြံရေးပြမယ်နေကောင်းလာစားပြီလားပေါ့နော်ဆိုတော့ဒါဒီမှာဆိုရင်ကိုလိုချင်တဲ့ပုံစံကိုလိုက်ရွှေ့ထားလို့ရတယ်ပေါ့နော်ဒါမြန်မာစာတွေမှန်တဲ့အကြောင်းပြောပြတာပေါ့နော်မြန်မာစာတိုင်းပိုင်းထိုးချင်ဒီထဲမှာလာထိုးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာဝင်ပေါ်ကိုလိုချင်တဲ့ animation ပုံစံလေးတွေပြောင်းပြီးမှစာတန်းလေးပိုင်းကြိုက်တဲ့ပုံစံလေးလိုက်ထည့်ပေါ့နော်စာသားတွေပိုင်းထည့်ပြီးဆိုရင်ဥမာဒါကိုပဲကျွန်တော်တို့က color တွေပိုင်းလုပ်မယ်ပေါ့ဒီမှာစာသားရဲ့ပုံစံပြီးလို့ရှိရင်ဒီစာသားမှာကိုဒီအပြင်ကအဖြူရောင်လေးပေါ့ဒါကိုလိုချင်တဲ့အရောင်တွေပေါ့နော်လိုက်ထည့်ပါပေါ့မိတ်ဆွေတို့စိတ်တန်းရတယ်ပြောင်းလို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒါကဒီဒုတိယအကြောင်းကိုရှင်းပြပြီးဆိုရင်ဒီအောက်ဆုံးကအကြောင်းလေးဆက်ပြီးတော့ရှင်းပြမယ်နော်ဒီအောက်ဆုံးကကြတော့ဒါက sticker ပေါ့ sticker ကကြတော့ကျွန်တော်တို့ဒီကိုဗီဒီယိုမှာလိုချင်တဲ့ sticker ဒါကျွန်တော်တို့ပုံနေပေါ့ဥပမာကျွန်တော်ဒီကကျွန်တော်ထပ်ပြဒီမှာဆိုရင်လာပြီးဆိုရင်အဲ့နဲ့ဒီ sticker ထည့်ပြမယ်အဲ့ဒီစာသားနည်းနည်းကွယ်မျက်နှာလေးပြန်โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်တွားနေပြီဒီမှာစာသားထည့်ထားတာလေးပေါ်လာမယ်ဒီမှာစာသားထည့်တာလေးပေါ်ပြီနော်โอเคအဲ့တော့ကျွန်တော်ခုန sticker လေးပြမယ်ဒီမှာ sticker ဆိုတာခုနကျွန်တော်ဒီမှာဒီပုံထည့်လိုက်တာလေနော်အဲ့တော့အဲ့ပုံမလို့ရှင်ဘူးဆိုရင်လည်းထားလိုက်ဖြတ်လိုက်လို့ရဒီမှာအဲ့ sticker မှာပဲသူ့ရဲ့ဒီ original ပါတဲ့ sticker တွေရှိရပေါ့နော်ဒီမှာဒါဥပမာဒီ YouTube sticker ဆိုလဲ YouTube sticker တို့เนาะ Facebook logo ဆိုလဲ Facebook logo လေးတွေထည့်တာမျိုးပေါ့เนาะဒါကိုဘယ်ဥစ္စာတွေထည့်ခြင်းလဲပေါ့เนาะဒါသူ့ရဲ့ logo တွေပါ okay အဲ့တော့ကျွန်တော်တို့ကဒီဟာတွေကိုဒါကိုစိတ်တိုင်းကြပေါ့เนาะသူ့မှာ original ပေးထားတဲ့ဥစ္စာဒါမှမဟုတ်လို့ဆိုရင်မိတ်ဆွေတို့ကကိုယ့်ဘာကိုထည့်မယ်ဆိုလို့ရှိရင်လဲကိုကအရင်ဆုံးသွားရှာတာပေါ့เนาะကိုထည့်ခြင်းတဲ့ဥစ္စာကိုအရင်ဆုံးသွားရှာတာပေါ့เนาะအဲ့ဒါဆိုရင်လည်းထည့်လို့ရရပါโอเคဒါကျွန်တော်ဖြတ်လိုက်မယ်နိုင်ရှုပ်နေမှာဆိုလို့ခုနစာသားလေးဖြတ်လိုက်အဲ့တော့ဒီအောက်ကြောင်းလေးရပြီနားလည်မယ်ထင်ပါတယ်ဗောနော်ဒီအောက်ကြောင်းဆိုလဲ sticker ထည့်တာပါ sticker ကိုထည့်ခြင်းနဲ့ sticker ထည့်အဲ့ဒါလေးနှိပ်ပြီးဒီဘက်ကျကိုဓာတ်ပုံထဲမှာရှိတဲ့ sticker တွေဗောနော်ကျွန်တော်ဒီ VI ဆိုလဲ VI နဲ့ပတ်သက်တဲ့ sticker လေးတွေထည့်တာမျိုးဗောနော်အဲ့လိုမျိုးတွေထည့်လို့ရပါတယ်ဗောဒါဆိုရင်အဲ့ထက်မှရှိတဲ့ဒီမြင်း၃ကြောင်းတွေကဒီအောက်ဆုံးအကြောင်းလေးပြီးပြီးဒီအောက်ဆုံးထပ်ပြီးဆင်ပြမယ်เนาะဒီအောက်ဆုံးကြတော့ကိုထည့်ချင်တဲ့ဗီဒီယိုထပ်ထည့်တာမျိုးပေါ့เนาะဥပမာဒါလေးကိုတစ်ချက်နှိပ်ဒီအပေါင်းလေးကိုနှိပ်ပြီးသွားရင်ဒီဘက်မှာကိုထည့်ချင်တဲ့ဗီဒီယိုတစ်ခုဖြစ်ဖြစ်ဓာတ်ပုံဖြစ်ဖြစ်ပေါ့ဥပမာကျွန်တော်ဓာတ်ပုံတစ်ခုထည့်ပြမယ်ပုံထည့်မယ်ဆိုရင်ဒီဘက်မှာဓာတ်ပုံမှာရှိတဲ့ဒါကိုထည့်ပြလိုက်မယ်เนาะသူ့အရင်ဆုံးလာတယ်ပေါ့ဗီဒီယိုဆိုလဲဗီဒီယိုအရင်ဆုံးပေါ့သူကအရှိမလာတဲ့ဥစ္စာကိုပြန်ထည့်တာဥပမာဗီဒီယိုဆိုလဲဒီဘက်မှာဗီဒီယိုပြန်ရွေးလိုက်မယ်เนาะဟိုကျွန်တော်ရဲ့ဒီ logo ထည့်ပြမယ်โอเคဒီမှာအဲ့လိုမျိုးလာတာပေါ့เนาะဒါအရှိမထပ်ထည့်တာမျိုးကိုလိုချင်တဲ့ဗီဒီယိုထပ်ပြီးထည့်လိုက်တာမျိုးပေါ့ဥပမာโอเคအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာတပုတ်ဒီမှာနောက်ထပ်တပုတ်ပြမယ်အဲ့ဒါလေးကိုတစ်ချက်ဖြတ်ပြီးတော့เนาะဒီဖြတ်တာတွေလည်းသိမယ်ထင်ပါတယ်ကျွန်တော်ပြောပြခဲ့ဒီမှာကိုလိုချင်တဲ့ဒါနေပုံစံလေးနဲ့မှာအရောင်ဒီလိုပြောင်းသွားတယ်ဒါဝါသွားတယ်ဒါကျတော့နည်းနည်းပုံစံပေါ့နော်ကိုလိုချင်တဲ့ပုံစံကိုဘယ်လိုပြောင်းချင်လဲတပုတ်နဲ့တပုတ်ကူးဖြတ်သွားတဲ့နေရာမှာသုံးလို့ရတယ်ပေါ့နော်သူရဲ့ဒါကတော့ okay အဲ့တော့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ပဲရရှင်ကျွန်တော်ဒီအောက်ကဒီ effect အကြောင်းပြောပြမယ်နော်မနေ့ကတော့ကျွန်တော်ဒီ filter တွေအကြောင်းပြောပြရဲဒီနေ့တော့ဒီ effect အကြောင်းပြောပြမယ် effect ကကျတော့ကျွန်တော်ဒီပုံစံမဲ့သူလဲ effect ကလည်းအဲ့လိုပဲကို video တစ်ပုတ်ကိုပုံစံမျိုးချိန်သွားတာမျိုးပေါ့နော်ဒါကလည်းသူ့မှာပါတဲ့အရာပေါ့ဒီမှာစုံမှိန်သွားတာလင်းသွားတာဒီမှာပြောင်းသွားတယ်
ဒါကိုရဲ့ view ကိုစိတ်တိုင်းကြတယ်ကိုဖန်တီးတဲ့နေရာမှာဟိုတုံးတဲ့တယ်ပေါ့နော်အများကြီးဒါဆိုရင်ကျွန်တော်ယူထားလိုက်မယ်ဥပမာတာသူ့မှာဆိုရင်အာတာတာကကျွန်တော်မြန်မာစာတန်းတွေထိုးတာလဲမှန်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ range ချိုးကိုလည်းဒီအပေါ်မှာလေးပဲတွေ့ပြကျွန်တော်အရင်ကဆိုရင်ကျွန်တော်ဒီအောက်မှာ crop လိုက်ရှာတာပေါ့နော်ဒီအောက်မှာ crop ကိုတွေ့မှကျွန်တော်တို့ကဒီ crop ကိုတွေ့မှကျွန်တော်တို့ range ချိုး site တွေပြောင်းရတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့တခုအာတာတာအပေါ်ဆုံးမှာကိုရှိရဗျာအဲ့တော့ဒီအပေါ်ဆုံးမှာနှိပ်ပြီးကိုလိုချင်တဲ့ range ချိုးတွေဒီမှာ လိုက်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါတခုအများကြီးတာသွားပါပြီ။ Okay အဲ့တော့ကျွန်တော်တို့ဒါတွေပြီးပြီကိုရပြီဆိုရင်ဒါကတော့ကျွန်တော်ခဏထပ်ရှင်းပြတာပေါ့နော်ဒီလောက်ပဲထပ်ရှင်းပြအောင်မယ်နောက်ထပ်ဥစ္စာတွေထပ်ပြီးပြောပြမယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီအကြောင်းကိုအရင်ဆုံးရှင်းပြတယ်ပေါ့နော်ဒီမှာမြင်တွေ့ရတဲ့ဥစ္စာလေးတွေထပ်ရှင်းပြတာပါ Okay အဲ့တော့ပြီးပြီဆိုကျွန်တော် export ထုတ်မယ်ဆိုရင်ဒီပေါ်အများလေးကိုတွေ့ပြီဆိုလို့ရှိရင်ဒီဘက်မှာ auto ပေါ့ဒီ auto မှာဆိုလို့ရှိရင်ကျွန်တော်တို့ HD မှာထားထားလေးပို့ကောင်းတယ်ပေါ့နော်ဆိုတော့ HD မှာထားပြီးတော့ဒီဘက်က manual system ကိုသွားမယ်ဒီဘက်ကကျတော့ဒီအပေါ်ကကျတော့ resolution ပါခင်ဗျာ resolution ကကျတော့ကျွန်တော်ဒီမှာ 2K ဒီမှာ 4K ဆိုရင်တော့လုံးဝကိုအကြည့်ရတယ်ပေါ့နော်လုံးဝအကြည့်ရတယ်ဒီ1080ဆိုရင်တော့နည်းနည်းဝါးတယ်ပေါ့နော်ချို့ဒီထဲမှာတော့လုံးဝအကြည့်ပေးထားတယ်ပေါ့နော် free သုံးလို့ရတယ်ဆိုတော့ဒီအောက်ကကျတော့ဒါကတော့ကျွန်တော်တို့ရဲ့ video ရိုက်ထားတာကိုကျွန်တော်တို့ frame ပေါ့နော်အဲ့ frame ကကျွန်တော်တို့က30 frame နဲ့ရိုက်ထားတယ်ဆိုအပြည့်ပဲပေါ့ full screen ပဲပေါ့နော်ဒါမှမဟုတ်လည်းအဆင်ပြေပါတယ် okay အဲ့တော့ကျွန်တော်ဒီလောက်မှာပဲထားလိုက်ပေါ့နော်ဒီအောက်ကကျတော့ file size ကလည်းအဲ့လောက်ရပါတယ်အဲ့တော့ကျွန်တော်တို့ကဗီဒီယိုတော့လုံးဝအကြည့်ဖြစ်ချင်တယ်ဆိုရင်တော့ 4K ထိတင်ထားပါတင်ပြီးကျွန်တော် export ထုတ်လို့ရပါပြီပေါ့နော် export ထုတ်တာလည်းသူ့ရဲ့စကန်ပြည့်သွားပြီဟာပြီပေါ့နော် okay အခုကတော့ကျွန်တော်ဒီဗီဒီယိုထဲမှာပါတဲ့ဥစ္စာလေးတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးထားတယ်ဆိုတော့မိတ်ဆွေတို့လောက်လဲလောက်တတ်မယ်ထင်တယ်ပြီးရင်အများကြီးလဲရှင်းပြထားတာမဟုတ်ဘူးအများကြီးလဲကျွန်တော်မသုံးပြသေးဘူးเนาะအဲ့တော့မိတ်ဆွေတို့တိတ်ပြီးတော့ဒီကောင်းမချောက်ဘူးပေါ့နော်အကုန်လုံးစိတ်ဝင်စားဖြစ်အောင်လို့ကျွန်တော်ကဒီဗီဒီယိုလေးမှာကျွန်တော်နည်းနည်းစီပဲကျွန်တော်တင်ပြသွားတာပါအကုန်လုံးအပြည့်အထိတင်ပေးမယ်ဆိုရင်မိတ်ဆွေတို့လည်းစိတ်ဝင်စားမှာမဟုတ်ဘူးအဲ့ဒီတော့တက်မြောက်ခြင်းလည်းဖြစ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကအကုန်လုံးကိုလည်းတက်စေခြင်းနဲ့စိတ်ရဲပြီးလို့ရှိရင်ကျွန်တော်နည်းနည်းစီတင်ပေးတဲ့အခါကျတော့မိတ်ဆွေတို့စိတ်ဝင်စားအသိအများကြီးမှတ်စရာမလိုသိအများကြီးမှတ်စရာမလိုဆိုတော့နည်းနည်းရပြီ okayဒီထက်ပိုရလေပိုကောင်းလေပေါ့နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆက်ပြီးတော့ကြည့်သွားရင်ရတယ်ပေါ့နော်ဒါပေမဲ့တနေ့နည်းတက်သွားတာပိုအကောင်းဆုံးပဲထင်လို့ကျွန်တော်ကနည်းနည်းစီပဲတင်ပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်သုံးပြတဲ့ feature လေးတွေဒီရဲ့အကြောင်းအရာလေးတွေကျွန်တော်ရှင်းပြခဲ့တာဆိုတော့အနည်းဆုံးတော့မိတ်ဆွေတို့တချင်းထက်တက်မယ်စာတန်းတွေပါထက်တက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့အတန်တွေပါရတိုးတက်မယ်ပြီး click ညှက်တက်မယ်ဖြတ်တက်မယ်ပေါ့နော်ဆိုတော့ဒီထားနဲ့ဆိုရင်တော်တော်ကြီးတော့လဲလုံလောက်ပါပြီပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကအားလုံးအဆင်ပြေအောင်ဆိုပြီးနည်းနည်းပဲသင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအစကရင်အဆုံးထိကြည့်လာပေးတဲ့သူတွေကျွန်တော်မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီထက်ကောင်းတဲ့ content တွေကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တေချာဖန်တီးပြီးတော့ကျွန်တော်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာတွေအားလုံးကိုလည်းကျွန်တော်ရဲ့ YouTube channel လေးက discussion မှာအမြဲလာရေးလို့ရပါတယ်ကျွန်တော်အားတလို့ reply ပြန်ပေးပါတယ်ကျွန်တော်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာမှန်သမျှအားလုံးကိုလာမေးပါကျွန်တော်အတက်နိုင်ဆိုအကောင်းဆုံးစူးစမ်းပြီးကျွန်တော်တည်တဲ့လောက်တွေကိုကျွန်တော်ရှင်းပြပါမယ်အဲ့တော့ဒီဗီဒီယိုလေးမှာဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်ဆုံတွေ့ပါအောင်မယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ် bye bye